သောဘဂဝါဣတိပိအရဟံဝတ္တသောဘဂဝါအရဟံတံသရဏံဂစ္ဆာမိအရဟံတံသီရသနမာမိပထမောဝဇိရာဘဂရောသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံသရဏံဂစ္ဆာမိသမ္မာသမ္ဗုဒ္ဓံသီရသနမာမိဒုတိယဝဇိရာဘဂရောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသောဘဂဝါဣတိပိဝိဇ္ဇာစရဏသမ္ပန္နောဝိဇ္ဇာစရဏသမ္ပန္နောဝတ္တသောဘဂဝါဝိဇ္ဇာစရဏသမ္ပန္နံတရဏံဂစ္ဆာမိဝိဇ္ဇာစရဏသမ္ပန္နံသီရသနမာမိတတ္တိယောဝဇိရာဘဂရောသောဘဂဝါဣတိပိဝိဇ္ဇာစရဏသမ္ပန္နောသောဘဂဝါဣတိပိသူကတောဝတ္တသောဘဂဝါသူကတံတရဏံဂစ္ဆာမိသူကတံသီရသနမာမိသတုထောဝဇိရာဘဂရောသောဘဂဝါဣတိပိသူကတောသောဘဂဝါဣတိပိလောကဝိတုဝတ္တသောဘဂဝါလောကဝိတုံတရဏံဂစ္ဆာမိလောကဝိတုံသီရသနမာမိပိစမောဝဇိရာဘဂရောသောဘဂဝါဣတိပိလောကဝိတုသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မတရတိအနုတ္တရောပုရိသဓမ္မတရတိဝတ္တသောဘဂဝါအနုတ္တရံပုရိသဓမ္မတရထိံတရဏံဂစ္ဆာမိအနုတ္တရံပုရိသဓမ္မတရထိံသီရသနမာမိသတ္ထမောဇိရာဘဂရောသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မတရတိသောဘဂဝါဣတိပိသတ္ထာရေဝမနုဿာနံသတ္ထာဒေဝမနုဿာနံဝတ္တသောဘဂဝါသတ္ထာရံဒေဝမနုဿာနံတရဏံဂစ္ဆာမိသတ္ထာရံဒေဝမနုဿာနံသီရသနမာမိသတ္တမောဝဇိရာဘဂရောသောဘဂဝါဣတိပိသတ္ထာဒေဝမနုဿာနံသောဘဂဝါဣတိပိဗုဒ္ဓောဝတ္တသောဘဂဝါဗုဒ္ဓံတရဏံဂစ္ဆာမိဗုဒ္ဓံသီရသနမာမိအထမောဝဇိရာဘဂရောသောဘဂဝါဣတိပိဗုဒ္ဓောသောဘဂဝါဣတိပိဘဂဝါဝတ္တသောဘဂဝါဘဂဝန္တံတရဏံဂစ္ဆာမိဘဂဝန္တံသီရသနမာမိနဝမောဝဇိရာဘဂရောသောဘဂဝါဣတိပိဘဂဝါသောဘဂဝါဣတိပိလောကဝိတုဝတ္တသောဘဂဝါလောကဝိတုံတရဏံဂစ္ဆာမိလောကဝိတုံသီရသနမာမိဘေသမောဝဇိရာဘဂရောသောဘဂဝါဣတိပိလောကဝိတုသောဘဂဝါဣတိပိသူကတောဝတ္တသောဘဂဝါသူကတံတရဏံဂစ္ဆာမိသူကတံသီရသနမာမိသတုထောဝဇိရာဘဂရောသောဘဂဝါဣတိပိသူကတောသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မတရတိအနုတ္တရောပုရိသဓမ္မတရတိဝတ္တသောဘဂဝါအနုတ္တရံပုရိသဓမ္မတရထိတရဏံဂစ္ဆာမိအနုတ္တရံပုရိသဓမ္မတရထိသီရသနမာမိသတ္ထမောဝဇိရဘဂရောသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မတရတိသောဘဂဝါဣတိပိသူကတောဝတ္တသောဘဂဝါသူကတံတရဏံဂစ္ဆာမိသူကတံသီရသနမာမိသလုထောဝဇိရဘဂရောသောဘဂဝါဣတိပိသူကတောသောဘဂဝါဣတိပိသတ္ထာဒေဝမနုဿာနံသတ္ထာဒေဝမနုဿာနံဝတ္တသောဘဂဝါသတ္ထာရံဒေဝမနုဿာနံတရဏံဂစ္ဆာမိသတ္ထာရံဒေဝမနုဿာနံသီရသနမာမိသတ္တမောဝဇိရဘဂရောသောဘဂဝါသတ္ထာဒေဝမနုဿာနံသောဝါဒီသမ္မာသမ္ဗုဒ္ဓောဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံတရဏံဂစ္ဆာမိသမ္မာသမ္ဗုဒ္ဓံသီရသနမာမိဒုတိယဝဇိရဘဂရောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသောဝါဒီဗုဒ္ဓောဝတ္တသောဘဂဝါဗုဒ္ဓံတရဏံဂစ္ဆာမိဗုဒ္ဓံသီရသနမာမိဓမ္မောဝဇိရဘဂရောသောဘဂဝါဣတိပိဗုဒ္ဓောသောဘဂဝါဣတိပိအရဟံဝတ္တသောဘဂဝါအရဟံတံတရဏံဂစ္ဆာမိအရဟံတံသီရသနမာမိဓမ္မောဝဇိရဘဂရောသောဘဂဝါဣတိပိအရဟံသောဝါဒီဘဂဝါဝတ္တသောဘဂဝါဘဂဝန္တံတရဏံဂစ္ဆာမိဘဂဝန္တံသီရသနမာမိနဝမောဝဇိရဘဂရောသောဘဂဝါဣတိပိဘဂဝါဤပရိတ်တရားတော်ကိုရွတ်ဖတ်ရသောကုသိုလ်ကောင်းမှု၏ဖောဘာကကို၎င်းမြတ်စွာဘုရားရှင်၏ဂုဏ်တော်ကွန်ချာကိုရွတ်ဖတ်တဲ့ဆရာတော်ကုသိုလ်ကောင်းမှု၏ဖောဘာကကို၎င်းတောဆောင်နာတောင်ဆောင်နာမြို့ဆောင်နာရွာဆောင်နာယုတ်ကစိုးဘုံမစိုးအာကာသစိုးရေဆောင်နာရေဆောင်နာသာသနာတော်ဆောင်နာသမုဒ္ဒရာဆောင်နာဝလာဟကနာပစ္စုနာစတုလောကပါဠနာစကြာမြမအတုရာယမ
နဂါကလုံးကုံမရက်ခိုက်ဝိဇ္ဇာသောယတပတိမစပြု၍30ဘုံကျင်လေးကုန်သောဝိနည်းများစွာတတ္တဝါအားလုံးတို့အားအမြပေးဝေပါကုန်အမြယူတော်မူကြပါအားလုံးကိုအမြရ၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောဂုံတော်ကွန်ချာဆိုတာဂုံတော်တွေကိုကွန်ချာရက်သက်ခဲဆိုအပြန်လှန်စီစဉ်ထားတာရှစ်ဆရာတော်ကြီးတို့နီးဒီဂုံတော်ကွန်ချာကိုဘယ်ကားကစပြီးတော့ထင်ရှားပေါ်ပေါက်လာလဲဆိုတော့ဝန်တာနုခေတ်တွင်ကနာမည်ကျော်ကြားသောဘေးမဲ့ဆရာတော်ဘုရားကြီးဘေးမဲ့ဆရာတော်ဘုရားကြီးငယ်ရွယ်စဉ်စာသင်သားဘဝတုန်းကသူရဲ့ရှေ့အဆက်ဆက်ဆရာတော်ဘုရားကြီးထံကရခဲ့သောနည်းဖြစ်တယ်သူဆုံးခါနေတော့ဆုံးလောင်းနေတဲ့ဒကမာကြီးကစကားဆက်မိလို့မောင်ဝစင်းရဲ့ဈေးရောက်ရတာလည်းမကောင်းဘူးရောင်းရချရတယ်လည်းမကောင်းပါဘူးဈေးရောက်ကောင်းတဲ့နီးလေးများရှိခဲ့ပေးခဲ့စမ်းပါလို့တောင်းတော့ဘေးမဲ့ဆရာတော်ဘုရားကြီးရဲ့အလောင်းလျာဖြစ်တဲ့ဦးစင်းကဒကမာကြီးနီးတော်ရှိတယ်ဒကမာကြီးရွတ်ဆိုနိုင်မှာလားလို့အောင်မလေးနီးတော်ပေးစမ်းပါဗျာတပည့်တော်မှဈေးရောက်မကောင်းတော့အလကားထိုင်နေရတာအပြင်းတောင်ပြေသေးရေးပေးစမ်းပါတပည့်တော်အဲ့ဒါရွတ်နေမှာပေါ့လို့ဆိုတဲ့ဒါနဲ့ဦးစင်းကဗလာစားဝန်ယူတော့အဲ့ဒါရေးပေးခဲ့တာအဲ့ဒါရေးပေးရင်ဆိုင်ပေါ်ထိုင်ပြီးတော့အဲ့ဒီဂုံတော်ကွန်ချာကိုသူကဖတ်တာဖတ်ရင်နဲ့နေပြီးတော့တနေ့တခြားသိတာဈေးရောက်လို့ကောင်းတယ်တဲ့ရောင်းတာတော့ပစ္စည်းကတော့မထူးပါဘူးဒီဂါထာရွတ်တာပဲသူထူးတယ်နောက်တော့ဒကမာကြီးဈေးရောက်လို့ကောင်းပြီလားလို့မလေးကောင်းချာမောင်ဈေးရဲ့ကျေးဇူးတင်လိုက်တာဒါနဲ့တဖြည်းဖြည်းတနေ့တခြားနဲ့သူ့ဆိုင်ကဟိုပစ္စည်းဒီပစ္စည်းတွေထည့်တယ်ရောင်းတာသူရောင်းတဲ့ဆိုင်ကပစ္စည်းထူးခြားတာမဟုတ်စားကုန်တော့ကုန်ငရုတ်ကျက်သွန်လည်းပါတယ်စီဆန်စားပါတယ်သူတက်နေမြရောင်းတာစားကုန်တော့ကုန်ဆိုတာကဘယ်ရမျိုးဆိုမရောင်းရတယ်လို့မရှိဘူးအဲ့ဒါရောင်းရမှတဖြည်းဖြည်းနဲ့နေပြီးကြီးပွားလာလို့သူရဲ့ဆွေတွေမျိုးတွေကအမရပူရမျိုးတောင်တမန်တစ်ဖက်မှာရှိကြတယ်ဆွေမျိုးတွေကလာလာငွေရှိတော့သူကလည်းပေါ်လာလေးတွေချင်းငှားတယ်ချင်းငှားပြီးတော့တခါတည်းယူသွားတဲ့ငွေကတော်တော်ကြာသည့်တိုင်မပေးတော့သူကလိုက်တောင်းလာတာတနေ့တော့အခါအမရပူရမျိုးတစ်ဖက်တောင်တမန်ဘက်ကဆွေမျိုးများထံကငွေကျွေးတောင်းမှုတော့ပြန်လာခဲ့တော့ထိုးစင်းကငွေကတင်းကားကြီးတွေကိုအဝက်နဲ့ထုတ်ပြီးတော့ခေါင်းပေါ်ရွက်ပြန်လာတယ်အတောက်သမားတွေရက်ထုတ်ကြီးတွေကဒီနေ့တော့ဟိုအတော်ကြီးသူတို့ကခေါ်တော့ဒီအတော်ကြီးကဈေးရောက်နေတဲ့လူချမ်းသာမကြီးသူအပြန်ငွေထုတ်ကြီးနဲ့ပြန်လာမှာဒီကဘာကရာတိုက်နန်းကဘာကရာတိုက်ဆိုတာကရှေးကသာသနာပိုင်းဘာကရာဆရာတော်ကြီးသတင်းသုံးသွားတော့တိုက်ကြီးကနောက်ပိုင်းကျတော့တိုက်ကြီးပဲအခွန်မဲ့ကြံတော့လူမရှိတော့ဘူးအတွင်းထဲကကြောင်းမရှိဘူးဘေးကဝန်းတရားကြီးရှိတယ်အဲ့ဒီနားမှာဆောက်ချုံတွေရှိတယ်မွန်းနံပင်တွေရှိတယ်တောထနေတယ်လူမရှိဘူးအဲ့ဒီနားကနေစီဆောင်လို့ရှိရင်ဒီတော်ကြီးညနေမိုးကြုံမှာစီလူရအောင်ဆိုတာအကြံနဲ့စောင့်နေကြတာတော်ကြီးကသူတယောက်တည်းပဲဝေတို့ကြီးရွက်ပြီးတော့ပြန်လာတာသူကဂုံတော်ကွန်ချာသွားရင်လာရင်လည်းရွတ်တတ်တယ်ထိုင်းနေလည်းရွတ်တတ်တယ်သွားရင်လာရင်သောဘဝဣတိပိအရဟံဝတ္တသောဘဂဝါအရဟံတံတရဏံဂစ္ဆာမိအရဟံတံသီရသနမာမိပထမောသီရဘာကာရောသောဘာဒီကရွတ်နေတာသူကပါဇအလကားမနေဘူးဒီဂုံတော်ကွန်ချာရွတ်နေရခြင်းဒီသူကအဖော်ခဲ့ပြောနေတယ်သွားရင်ရွတ်လာတော့တောက်သမားကြီးတွေကအတော်ကြီးလာတဲ့အခါငွေတို့ကြီးစီလူမယ်လို့ကြံစီပြီးတော့ခလန်းလန်းကမောနံဂျုံကြီးတွေရားတဲ့ကစောင့်ပြီးတော့ကြည့်နေကြတော့သူတို့ကယွန့်သွားတယ်အတော်ကြီးတယောက်တည်းမဟုတ်တော့သူ့နောက်ကလည်းတနှထန့်လာတဲ့ပလိတ်တယောက်ရှေ့ကလည်းပလိတ်တယောက်အမဲမသွားအောင်လုပ်နေသွားအောင်လုပ်နေအပြစ်ခံရလိမ့်မယ်ဒီမိမကြီးကမညံဘူးသူကပလိတ်တွေကိုခေါ်လာခဲ့တာကွာတို့ကစောင့်နေမှပြီးလို့နေမှဆိုပြီးတော့သူတို့ပုံပြီးတော့နေကြတယ်ဒါအတော်ကြီးအဲ့ဒီနေရာလည်းလွတ်တော်သွားတယ်သူဘယ်သူမှဖမ်းလို့မရလဲဘူးအမှန်ကထိုအတော်ကြီးကဘယ်သူမှဖော်မပါဘူးသူတယောက်တည်းလာခဲ့တာအဲ့ဒါရန်သူကတော့အဆောင်ရောက်ပြီးမြင်ရတယ်သူ့ဘာသူတော့အဆောင်မှာပါဘူးသူ့အဆောင်ကဂုဏတော်ကွန်ချာရောက်ခဲ့တာဘေးရန်အန္တရာယ်လည်းကင်းတယ်တခါကအရာရှိတယောက်နဲ့တွေ့ခဲ့တယ်မိုးကုံမှာတောကို
တဘုံတွေကဖမ်းခံရတယ်လူ၄ယောက်ဖမ်းခံရတဲ့သူလက်တယောက်ပါသွားတယ်တပြည့်၃ယောက်ကတနေရာဆွဲခေါ်သွားပြီးတော့သူ့တော့တခုတော့တစ်ပလီမှာခြေထားတယ်ခြေထားပြီးတော့ငါတော့တတ်ပြတ်တတ်တော့မှထင်ရဲ့ငါလှဲ့ဟိုလူ၃ယောက်တော့ဘယ်လိုကြတယ်မသိဘူးငါလှဲ့လာတော့မှာပဲလို့သူကလည်းကြောက်ကြောက်ရွံ့ရွံ့နဲ့သူတတ်သည်မြမှတ်သည်မြဂုံတော်ကွန်ချပဲရွတ်ပြီးတော့နေတယ်သူ့လှဲ့မကြနိုင်ဘူးဟိုလူတွေဘယ်လိုဖြစ်တယ်လဲမသိဘူးတနတ်တန်တော့မကြသေးဘူးတဘုံကသူ့ကိုဘယ်လိုစီရင်မလဲလို့ဒါပဲကြောက်ရွံ့ရွံ့နဲ့ဂုံတော်ကွန်ချပြီးတော့ရွတ်နေတယ်မကြခင်ခေါင်းဆောင်ဖြစ်တဲ့လူကသနာကြီးထမ်းပြီးတော့လာတယ်သနာကြီးထမ်းပြီးတော့သွားမင်းသွားတော့ဆိုတော့သူခြေထားတဲ့ကြိုးကြီးခြီးပြီးတော့လွှတ်လိုက်ဖြီးပြီးတော့လွှတ်လိုက်တယ်တဲ့အဲ့ဒါသူ့ရဲ့လက်တွေပဲခေါင်းတော်ကွန်ချာကအန္တရာယ်လဲလွတ်တယ်ဘေးလဲကင်းတယ်ခိုးသေးဓာမြဘေးမှလဲလွတ်တယ်ရောင်းမကောင်းတာလဲဈေးရောက်မကောင်းတဲ့လူလဲဈေးရောက်ကောင်းတယ်အဲ့ဒါမှတ်ထားကြဈေးရောက်မကောင်းမှုတော့ညီးတဲ့လူတွေအဲ့ဒါလာရွတ်နေရောင်းကောင်းလိုက်ပါဦးရောင်းကျင်တဲ့ပစ္စည်းရောင်းဆန်တယ်ကလည်းဆန်ရောင်းကောင်းပါပဲစီတယ်ကလည်းစီရောင်းကောင်းပါပဲဘာရောင်းကွန်တော်ကွန်ချာသာဇုံကန်ရွတ်နေကြမှတ်ထားအဲ့ဒါဈေးရောင်းကောင်းနေပါတယ်ဒါကြောင့်မို့ဒီနေ့ကဘေးရန်အန္တရာယ်လဲကင်းတယ်အကာအကွယ်လဲဖြစ်တယ်ဈေးလဲရောင်းတယ်အဲ့ဒါကရှေးကကြားခဲ့တဲ့ဟိုးဘေးမဲ့ဆရာတော်ဘုရားကြီးအမိန့်ရှိသွားတယ်နေပဲနော်ညမှတ်တတ်ကြ